လူတွေရဲ့မသိစိတ်ကနေလှုပ်ဆောင်နေတဲ့အရာများလူတွေဟာစဉ်းစားနေတယ်လို့ထင်ရပေမဲ့ဆုံးဖြတ်ချက်အများစုကိုမသိစိတ်ကအရင်ဆုံးချပြီးသားပါမျက်နှာတစ်ခါမြင်ဖူးယုံတဲ့လူတွေကယုံကြည်မှုပိုလာတတ်ပါတယ်အတန်အနှိမ့်မြင့်အယောင်အလင်းရောင်တွေကမသိစိတ်ကိုတက်ရောက်စေနေပါတယ်လူတွေဟာကိုယ်ကာကွယ်ဖို့အမှားတွေကိုမသိစိတ်နဲ့မေ့ပစ်တတ်ပါတယ်ပထမဆုံးမြင်တဲ့အရာကနောက်ဆုံးဆုံးဖြတ်ချက်ကိုမသိစိတ်နဲ့လမ်းညွှန်နေပါတယ်လူတွေဟာကိုကြားကျင်တဲ့စကားကိုပဲမသိစိတ်နဲ့ရွေးပြီးတော့နားထောင်တတ်ကြပါတယ်အနန္တခုကအမှတ်တရဟောင်းတွေကိုမသိစိတ်နဲ့ပြန်လည်ဖြစ်ပေါ်စေတတ်ပါတယ်လူတွေဟာအများစုလုပ်နေတာကိုမသိစိတ်နဲ့လိုက်လုပ်သွားတတ်ပါတယ်စိတ်ဖိစီးနေတဲ့အချိန်မှာမသိစိတ်ကပိုလွယ်တဲ့ရွေးချယ်မှုကိုပိုရွေးပါတယ်လူတွေဟာကိုပိုကောင်းတယ်လို့ထင်စေဖို့အတွက်ကိုယ့်ရဲ့မသိစိတ်နဲ့ကိုယ်တိုင်လိမ်ညာတတ်ပါတယ်ကြောက်ရွံ့မှုကမသိစိတ်ကိုအလွန်အမင်းထိန်းချုပ်နိုင်ပါတယ်လူတွေဟာဆုံးရှုံးမှုကိုအမျက်ပိုရမှာထက်ပိုကြောက်တဲ့အတွက်မသိစိတ်ကထိန်းသိမ်းမှုကိုရွေးပါတယ်မသိစိတ်ကအတိတ်အတွေ့အကြုံတွေကိုအခြေခံပြီးလက်ရှိကိုဆုံးဖြတ်နေပါတယ်လူတွေဟာမသိစိတ်နဲ့ကိုယ့်အဖွဲ့ဘက်ကိုပိုပြီးအလေးပေးတတ်ပါတယ်စကားပြောပုံကိုဟန်မှုအရာတွေကိုမသိစိတ်နဲ့လိုက်တူပတတ်ပါတယ်လူတွေဟာအကြောင်းပြချက်ကိုနောက်မှဖန်တီးပြီးဆုံးဖြတ်ချက်ကိုမသိစိတ်နဲ့အရင်ချတတ်ပါတယ်အချိန်နည်းလေမသိစိတ်ကဆုံးဖြတ်မှုကိုပိုမိုအလေးပေးသွားပါတယ်လူတွေဟာကိုယုံကြည်ရတဲ့သူကပြောရင်မသိစိတ်နဲ့ပိုယုံတတ်ပါတယ်မသိစိတ်ရဲ့တက်ရောက်မှုကိုသိထားရင်လှည့်စားခံရတာနည်းသွားနိုင်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့မသိစိတ်ကိုသတိထားထိန်းချုပ်နိုင်မယ်ရင်တင့်ရဲ့ဆုံးဖြတ်ချက်တွေကပိုမိုကောင်းမွန်လာပါလိမ့်မယ်